video file ကြတော့ Islam ဘာသာဝင် Muslim တယောက်သူဘာကြောင့်ခရစ်ယာန်ဘာသာတို့ကိုပြောင်းလာရလဲဆိုတဲ့အကြောင်းပြချက်သူပြောပြတဲ့အကြောင်းပြချက်ကိုကျွန်တော်တို့အတူတူကနားထောင်ကြမယ်ဆိုတော့အားလုံး let's go How do we know he died on the cross? Because the Quran told me Jesus did not die on the cross. The Quran says in chapter 4, verse 157, وَمَا قَتَلُوهُ وَمَا صَلَبُوهُ. We killed him not, nor did they crucify him, but so it was made to appear to them. So as a Muslim, I believed what the Quran told me. Jesus did not die on the cross. But Christians think Jesus certainly died on the cross. Which one's true? Which one's false? So I said, I'm going to study Jesus' death on the cross from a historical perspective. I want to see, did he actually die on the cross? And no matter how you look at it, whether you're an atheist, agnostic, Jew, Buddhist, however you look at it, if you're a historian and you're studying the evidence of Jesus' life, you have to conclude that he died on the cross. Every scholar who studies Jesus' life concludes that Jesus died on the cross. In fact, what they say is that if we can know anything about Jesus' life, it's that we know he died on the cross under Pontius Pilate. And the third thing, the issue of the resurrection, did Jesus rise from the dead? Again, if Jesus didn't rise from the dead, the Christian faith is in vain. How can I know whether Jesus rose from the dead? Well, as luck would have it, God brought to town a debate. It was a debate on whether Jesus rose from the dead. It was between a Christian named Michael Licona and a Muslim, Shabir Ali. And as I was watching the debate, I was still a Muslim. I concluded that the Christian case was far stronger. The minimal facts defense for the resurrection is the strongest defense for the resurrection that has ever been provided in history. I began to realize that the case for Christianity was very, very strong. ဆိုတော့ယေရှုခရစ်တော်အသေးခံတဲ့ကားတိုင်းပေါ်မှာအသေးခံတဲ့လို့ခရစ်ယာန်တွေကကျွန်တော်တို့ယုံကြည်တယ်ပြင်ပြန်မြင်မှဆင်ပြန်ထမြောက်တယ်လို့ကျွန်တော်တို့ယုံကြည်တယ်ဒါပေမဲ့မွတ်စလင်တွေကကြတော့ဘာလို့အစ္စလာမ်ဘယ်လိုသင်ထားတယ်ဆိုတော့ယေရှုကအသေးခံတာမဟုတ်ဘူးတဲ့ကားတိုင်းပေါ်မှာတင်မခံဘူးတဲ့သူကဒီတိုင်းချီဆောင်ခေါ်ဆောင်ချင်းခံရတယ်လို့သူတင်တယ်ဆိုတော့ကျွန်တော်တို့ခရစ်ယာန်တွေရဲ့ယုံကြည်ချက်ကသူကကျွန်တော်တို့အတွက်အသေးခံပေးတယ်ပြန်ပြီးမှရှင်းပြန်ထမြောက်တယ်ဆိုတော့သူမတည်ပြီးသူမတည်ဘူးဆိုရင်ကျွန်တော်ရဲ့ယုံကြည်ချက်ကအလကားအချင်းနေတဲ့ဖြစ်မှာဖြစ်တယ်ဆိုတော့ဒီနဗီပြောသလိုပဲသမိုင်းပညာရှင်တွေသူတည်တနာတွေကလောက်တယ်ဒါပေမဲ့ခရစ်တော်တကယ်ကားစင်ပေါ်မှာအသက်ခံရလားသူတကယ်ပဲရှင်ပြန်ထမြောက်လားဆိုတဲ့ဟာသူတို့လေ့လာတဲ့အခါမှာတကယ်မှန်ကန်ကြောင်းသူတို့သိရှိကြတယ်ဆိုပြီးမှသူပြောတယ်ပြင်သူဒီ debate မှာသူခရစ်ယာန်နဲ့မွတ်စလင်ကယေရှုခရစ်ရဲ့ရှင်ပြန်ထမြောက်ခြင်းကို debate လုပ်တဲ့အခါမှာသူကအဲ့ချိန်မှာမွတ်စလင်အစ္စလာမ်ဘာသာဝင်တယောက်ပဲဖြစ်သေးတယ်ဒါပေမဲ့ရှင်ပြန်ထမြောက်ခြင်း debate မှာသူကပြောသွားတာတကယ်ပဲခရစ်ယာန် debater ရဲ့ပြောကြားချက်ကတကယ်ပဲအားများတယ်ပိုပြီးမှခိုင်မာတယ်ပိုပြီးမှယုတ်တိရှိတယ်ဆိုပြီးမှသူကယုံကြည်တယ်တဲ့ဆိုပိုပြီးမှအားကောင်းတယ်ပေါ့ကွာယေရှုတကယ်ပဲရှင်ပြန်ထမြောက်လားဆိုတဲ့debate မှာခရစ်ယာန်တွေရဲ့debater ရဲ့ပြောကြားချက်ကပိုပြီးမှအားကောင်းပြီးမှပိုပြီးမှယုံကြည်ရတယ်ဆိုတဲ့အကြောင်းသူကပြောသွားတယ်ဆိုတော့ဒီနေ့ကျတော့ဒီဗီဒီယိုကဒီလောက်ပါပဲနောက်မှလည်းဗီဒီယိုဒီလိုမျိုးတွေဆက်လက်တင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပေးကြဖို့မေတ္တာရပ်ခံချင်တယ်အားလုံး bye